ကပအကြီးဆုံးတောင်အေဝရက်တောင်ရဲ့ထူးဆန်းအဖွယ်ရအဖြစ်ပြက်များကပပေါ်မှာအမြင့်ဆုံးတောင်ကိုတွေးကြည့်တဲ့အခါထူးဆန်းချိန်များစွာနဲ့ပြည့်နှက်နေပါတယ်။သူတို့စီမှာစိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ပုဒ်စီရှိပါတယ်။ဒီနေ့မှာတော့ကပအကြီးဆုံးတောင်တစ်ခုဖြစ်တဲ့အေဝရက်တောင်ရဲ့ထူးဆန်းအဖွယ်ရအကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အေဝရက်တောင်ကတောင်တက်သမားတွေစွန့်စားသူတွေနဲ့တဘာဝကိုချစ်မြတ်နိုးသူများအတွက်ပါဝါလျှို့ဝှက်ဆန်းကျင်မှုနဲ့စိန်ခေါ်မှုတွေကိုကိုစားပြုပါတယ်။ပင်လယ်ရေမျက်နှာပြင်အချက်2931.8 ပေမြင့်တဲ့ဧဝရက်တောင်ကနီပေါနဲ့တရုတ်နယ်စပ်ရှိဟိမဝန္တာတောင်တန်းရဲ့အလယ်ဗဟိုမှာတည်ရှိပါတယ်။အဆိုပါတောင်ရဲ့အမည်ကို19ရာစုအိန္ဒိယနိုင်ငံမှာဗြိတိရှ်စစ်တမ်းမှူး Sir George Everest နာမည်ကိုအစွဲပြုပြီးပေးထားပေမဲ့နီပေါဘာသာဖြင့်လဲစကာမတာနဲ့ခုမူလမလို့ခေါ်ဆိုကြပါတယ်။အဓိပ္ပာယ်ကတော့ကမ္ဘာမိခင်နတ်သမီးများလို့အဓိပ္ပာယ်ရပါတယ်။ရှေ့အခါတုန်းကဒီတောင်မှာနတ်သမီးတွေနေထိုင်ကြတယ်လို့တိဘက်ဒေသရှိလူတွေကယုံကြည်ကြပါတယ်။တကယ်ပဲဒီတောင်မှာရှေ့အခါကနတ်သမီးတွေနေထိုင်နေဆိုတာအမှန်ဟုတ်မဟုတ်ဆိုတာဘယ်သူမှသိချာမပြောပြနိုင်ကြပါဘူး။ဒါကစိတ်ကူးရင်တက်တက်ပုံမြင်လို့ပြောရအောင်လေတချို့ကသူတို့ကိုယ်တိုင်ကြုံမှုတဲ့နတ်သမီးပုံမြင်တွေကရှိပါတယ်။အပြင်လက်တွေမှာလည်းဧဝရက်တောင်တက်ချင်းကလွယ်ကူတဲ့လှုပ်ဆောင်မှုတစ်ခုမဟုတ်ပါဘူး။ဧဝရက်တောင်တက်ချင်းကလူသားတို့ရဲ့ခန္ဓာရည်ရှိမှုနဲ့ကျွမ်းကျင်မှုတွေကိုအဆုံးစွန်သောစံတမှုတစ်ခုလည်းဖြစ်ပါတယ်။တောင်ထိပ်ကိုတက်ချင်းကရုပ်ပိုင်းဆိုင်ရာခွန်အားတာမကစိတ်ပိုင်းဆိုင်ရာပါခန္ဓာရည်ရှိရန်တောင်းဆိုခြင်းဖြစ်တဲ့အတွက်ခက်ခဲကြမ်းတမ်းပါတယ်။နှစ်စဉ်တောင်တက်သမားထောင်ပေါင်းများစွာကတောင်ထိပ်ကိုရောက်အောင်စ조사တက်ကြပေမဲ့အများအားဖြင့်အပိုင်းတစ်ပိုင်းသာအောင်မြင်စွာတက်ရောက်နိုင်ကြပါတယ်။တောင်တက်ခြင်းနဲ့အတူကြီးမားသောအနေအများလည်းရှိပါတယ်။အဲ့ဒါကတော့ရုတ်တရက်ခံမရခက်တဲ့ရာသီဥတုကြောင့်ပါပဲ။ရုတ်တရက်ကြောက်ရောက်တတ်တဲ့နှင်းမုန်တိုင်းကြောင့်ရဲ့နောက်ပြီးနှင်းပြိုကျမှုများရှိတတ်တာကြောင့်တကယ်ကိုခက်ခဲတဲ့အခြေအနေတွေကြုံတတ်တာကြောင့်တောင်ထိပ်ကိုအောင်မြင်ရောက်ဖို့ဆိုတာမလွယ်ပါဘူး။နောက်ပြီးထိပ်ကိုရောက်လေအောက်ဆီဂျင်ပြတ်လတ်မှုများရှိတတ်တာကြောင့်တကယ်ကိုကြန့်ခိုင်တဲ့သူတွေမှသာတောင်ထိပ်ကိုရောက်နိုင်ပါမယ်။တောင်ထိပ်ကိုတက်ရင်သေဆုံးသွားသူတွေကမရည်တွက်နိုင်အောင်များပြားပါတယ်။ဒါကြောင့်မို့ပေ2600အထက်ရှိတဲ့နေရာတွေကိုသေမင်းတမန်မရဏဆုံးဧရိယာတွေဆိုပြီးသတ်မှတ်ပြောဆိုကြပါတယ်။အဲ့နေရာတွေမှာခြေကွဲဖွေရဇလန်းများစွာရှိကြပါတယ်။စတက်ခါစားက2ယောက်အတူသွားခဲ့ကြပေမဲ့အပြန်မှာတစ်ယောက်ကပြန်ပါမလာပဲတစ်ယောက်တည်းပြန်လာကြတဲ့အဖြစ်ပြက်များစွာရှိပါတယ်။ညအိမ်နာစဉ်ဝိညာဉ်တွေနဲ့တွေ့ဆုံမှုတဲ့တောင်တက်သမားတွေရှိသလိုဝိညာဉ်တွေလမ်းပြမှုကြောင့်အခက်ခဲကနေလွတ်မြောက်သွားတဲ့တောင်တက်သမားတွေလည်းရှိပါတယ်။ Everest Base Camp တွေကိုပေ18600ဝန်းကျင်ခန့်လောက်မှာတဲတွေထိုးပြီးနေထိုင်ကြပါတယ်။ဒီနေရာကတောင်တက်သမားတွေရဲ့ရှည်လျားသောတောင်တက်ခရီးစတင်တဲ့နေရာလည်းဖြစ်ပါတယ်။ဒီနေရာမှာပဲမိမိခန္ဓာကိုယ်နဲ့တောင်ပတ်ဝန်းကျင်အသားကျလာအောင်အချိန်များများနေထိုင်ပြီးအချိန်ဖြုံးပြီးကမှတက်ဖန်တောင်တက်ခရီးကိုစတင်ကြပါတယ်။အမြင့်ရောက်လေးလေးလေးထုကပိုပါလာလေးလေးဖြစ်တာမို့အသက်ရှူမဝတဲ့ပြဿနာတွေကကြုံတွေ့ခံစားရတာမို့တချို့လဲအောက်ဆီဂျင်ဘူးတွေကိုစောင်းသွားကြပါတယ်။ဒီလိုကြမ်းတမ်းတဲ့အခက်အခဲမျိုးစုံရှိတာကြောင့်မို့တောင်ထိပ်ကိုရောက်သူတွေကသမိုင်းတွင်နဲ့အထိမှတ်တမ်းတင်ခံရတာပဲဖြစ်ပါတယ်။1953ခုနှစ်မှာတော့နယူးဇီလန်နိုင်ငံမှဆာအက်ဒ်မန်ဟေလာရီနဲ့နီပေါနိုင်ငံမှရှာပါမှတန်စီနော်ဂေးတို့ကပထမဆုံးဧဝရက်တောင်ထိပ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။တစ်နှစ်ထက်တစ်နှစ်တောင်ထိပ်ကိုရောက်ဖို့ကြိုးပမ်းလာတဲ့တောင်တက်သမားတွေကလည်းများလာသလိုအဲ့အကျိုးဆက်ကြောင့်တောင်တက်သမားတွေစွန့်ပစ်လိုက်တဲ့အမိုက်တွေကလည်းတောင်ရဲ့သဘာဝဂေဟစနစ်ကိုထိခိုက်နေပါတယ်။ဒီဒေသမှာအထူးသဖြင့်နှင်းကျက်တဲ့နဲ့ပန်းနာတွေနေထိုင်ကြပါတယ်။တန်ဖိုးဖြတ်လို့မရတဲ့တဲ့ဥတက်မြစ်တွေလည်းဒီဒေသမှာရရှိနိုင်ပါတယ်။ကမ္ဘာအကြီးဆုံးတောင်ဖြစ်တဲ့ဧဝရက်တောင်ကခုချိန်ထိထူးဆန်းတဲ့ဇလန်းများစွာတွေနဲ့အတူတောင်တက်သမားတွေကိုစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ဒီလိုဗီဒီယိုတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ channel ကို like and follow နဲ့ subscribe တစ်ချက်လောက်ပြုလုပ်ပေးသွားပါအောင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။